ကောင်လေးကကြောင်းတစ်ကြောင်းမှာအားကစားဆရာဆိုပေမဲ့အလုပ်ခွင်မှာအလုပ်မလုပ်ဘဲကောင်မလေးတွေကိုလိုက်ငန်းကွန်ပျူတာထဲမှာဂိမ်းတွေထည့်ပြီးခိုးစောတက်တဲ့သူပေါ့တနေ့တော့သူကစားနေစောနေရင်စက်ထဲကမျှကောင်းပုံအညွှန်းလေးကအပြင်ကိုရုတ်တရက်ထွက်လာတယ်သူလဲညကအေးရေးမဝလို့မျက်စိများမှားသလားဆိုပြီးရေခွက်ကိုအဲ့ဒီအညွှန်းလေးနဲ့ချိန်ပြီးခလုတ်နှိပ်လိုက်တာရေခွက်ကတကယ်ကြီးမောက်ကျသွားပါလေရောအဲ့ဒီတော့မှဒီကရိယာကအပြင်ကပစ္စည်းတွေကိုပါထိန်းချုပ်လို့ရမှန်းသူသိသွားတယ်ဒီလိုနဲ့သူလဲဘေးကစပွဲမှာထိုင်နေတဲ့ဌာနမှုဆရာမချောချောလေးကိုအကဲဆန်းမှုဆုံးဖြတ်လိုက်တယ်ညညွန့်ကိုဆရာမရဲ့ခြေထောက်နာရွှေ့ပြီးခလုတ်နှိပ်လိုက်တာဆရာမခမများရသွားပြီးထောက်ဖက်နဲ့ချွတ်ကခြေထောက်ကိုကုတ်ရရှာတယ်ကောင်းလေးလဲသဘောကျပြီးစက်တိုက်နှိပ်ပစ်တာဆရာမတယောက်မျက်နှာတွေနှီးရဲပြီးတွလိန်ကုန်တာပေါ့ဆရာမတန့်စင်ကန်နဲ့ပြေးဝင်သွားတဲ့အချိန်မှာကောင်းလေးကဒီအညွန့်ခလုတ်ရဲ့တခြားစွမ်းဆောင်ရည်တွေကိုစမ်းကြည့်ပြန်တယ်ဒဏ်ကထုတ်လာတဲ့ငွေ1000ပေါ်ကိုမြားတင်ပြီးညာဘက်ခလုတ်ကိုနှိပ်ပုံတူကူးယူတဲ့လှုပ်ဆောင်ချက်ကိုရွေးပြီးအစ်စ်ပွားချလိုက်တယ်အဲ့ဒီမှာတင်ပတ်စံတွေအများကြီးထပ်ပွားလာတော့ကောင်းလေးလည်းအရန်ပျော်သွားပြီးတထေးဖြစ်တော့မယ်ဆိုပြီးအိမ်မက်တွေမက်နေတော့တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူတတိထားမိသွားတာကပွားလာတဲ့ပတ်စံတွေရဲ့နံပါတ်စင်တွေကအကုန်တူညီနေတာပဲဗျအတူတွေဖြစ်နေတော့သုံးလို့မရမှန်းသိသွားပြီးအဲ့ဒီခလုတ်နဲ့ပဲပြန်ဖြတ်ပစ်လိုက်ရတယ်အဲ့ဒီနောက်ဖောင်တိန်တစ်ချောင်းကိုပုံတူပွားကြည့်တော့အဲ့ဒီဖောင်တိန်ကတော့အစ်စ်တိုင်းသုံးလို့ရနေပြန်ရောသူအဲ့လိုတွေစမ်းတက်နေတော့မှပဲဌာနမှုဆရာမကြီးကအနောက်ကိုရောက်လာတယ်ကစားနီးဖွင့်ထားတာကိုမိသွားပြီးဒီလထဲမှာ3ခါရှိပြီးနင့်ကိုကြောက်အုပ်ကြီးနဲ့တိုင်ပြီးအလုပ်ဖြုတ်ပြစ်မယ်ဆိုပြီးစူတော့တာပဲကောင်လေးကလည်းမကြောက်ဘူးလို့ပြန်ပြောတော့ဆရာမကအသက်တာ3ဆက်ပြေးတော့မယ်အိမ်မရှိကားမရှိရီးစားမရှိနဲ့လစာ3000လေးရတာများလာအော်နေသေးတယ်ဆိုပြီးအသေးလဲဖက်ပါလေရောဒီစကားတွေကကောင်လေးရဲ့ရင်ကိုဓာတ်နဲ့မွန်းလိုက်တယ်လို့နာကျင်သွားစေတယ်အရင်ကဆိုသူငင်ခံနေမှာဒါပေမဲ့အခုသူ့စီမှာမော့အညွန့်ခလုတ်ကြီးရှိနေပြီလေဒါနဲ့မြားညွန့်ကိုဆရာမစီချိန်ပြီးညာဘက်ခလုတ်နှိပ်လိုက်တယ်ပုံတူကူးဖို့တွေးလိုက်ပေမဲ့အောက်ကအသေးစိတ်အချက်လက်ဟာဆိုတဲ့နေရာကိုသူသွားနှိပ်လိုက်မိတယ်ချက်ချင်းပဲဆရာမရဲ့ကိုရေးချက်လက်တွေဖြစ်တဲ့အသက်25နှစ်အရက်အမောင်ကိုလေးချိန်ရေးစားထားမှုချင်းရှိမရှိစတာတွေကလေထဲမှာပုံရိပ်ရောင်မျက်နှာပြင်ကြီးနဲ့ပေါ်လာပါလေရောကောင်လေးလည်းဒီများလေးကအချက်လက်တွေပါပြနိုင်မှသိသွားပြီးပြုံးစီစီဖြစ်သွားတယ်ပြီးတော့ဆရာမကိုငါမကြခင်တတိဖြစ်တော့မှအဲ့ဒီခါကျရင်ကားကြီးကားကောင်းတွေစီးပြီးတိုက်ကြီးတွေနဲ့နေမှာနင့်ကိုတောင်ငါရဲ့အတွင်ရင်းမှုလုပ်ဖို့စဉ်းစားပေးအောင်မယ်လို့ခက်တီတီနဲ့ပြောချလိုက်တယ်ဆရာမကတော့ကောင်လေးယူသွားပြီးထင်ပြီးဦးတက်မတက်လှောင်ရင်နေတော့တာပါပဲဗျာဆရာမကသူ့ကိုနင့်လိုကောင်ကကျောင်းကထွက်သွားရင်ဘာမှမဟုတ်တော့ဘူးလို့လှောင်တယ်ပြီးတော့နင်သာတကယ်တတိဖြစ်လာပြီးကားကောင်းတွေစီးတိုက်ကြီးတွေနဲ့နေနိုင်ရင်ငါနေ့ရှိမှဒူးထောက်ပြီးတချင်းဆိုပြမယ်လို့အကြီးကြီးတွေလောင်းပါလေရောကောင်လေးကလည်းမအဘူးလေချက်ချင်းဖုန်းထုတ်ဗီဒီယိုရိုက်ပြီးဆရာမကိုအဲ့ဒီစကားထပ်ပြောခိုင်းတယ်တက်တည်ယူထားလိုက်တာပေါ့ပြီးတာနဲ့သူ့ရဲ့ဆရာကပြားကိုစပွဲပေါ်ပစ်ချခဲ့ပြီးငါကားကြီးကားကောင်းနဲ့လာခေါ်မဲနေကိုသာစောင့်နေတော့ဆိုပြီးခက်မိုက်မိုက်ပဲကျောင်းထဲကနေထွက်လာခဲ့တယ်သူပဲသွားတယ်လဲဆိုတော့ရှေးဟောင်းပစ္စည်းတွေရောင်းနေဈေးကိုသွားတာဗျသူ့မှာမော်အညွန့်ခလုတ်ကြီးရှိနေတော့ပစ္စည်းတွေရဲ့တန်ဖိုးကိုအလွယ်လေးသိနိုင်တယ်လေအဲ့တော့ဒီဈေးကသူ့အတွက်ရွှေတိုက်ကြီးလိုဖြစ်နေတာပေါ့သူလဲပေါင်းပြီးအိတ်ထဲလက်နိုင်ပြီးအညွန့်လေးကိုခိုးထိန်ချုပ်ကပစ္စည်းတွေကိုလိုက်စစ်ကြည့်တယ်ဒါပေမဲ့ဆိုင်တွေမှာရှိတဲ့ပစ္စည်းတွေကအကုန်တူတွေကြီးပဲဗျာဒီလိုနဲ့ရှောက်ကြည့်နေတော့တစ်တာဆုပ်ဆုပ်လေးတစ်ခုကိုသွားတွေ့တယ်အညွန့်လေးနဲ့စစ်ကြည့်လိုက်တော့အဲ့ဒီထဲမှာတန်မိုးငွေတန်း100တောင်တန်နဲ့လှုပ်ဝက်စာအုပ်တအုပ်ရှိနေတယ်လို့ပြနေပါလေရောကောင်လေးလည်းမျက်လုံးတွေပြူသွားပြီးအမြန်ပြေးသွားပေမဲ့လူဝါကြီးတယောက်ကအရင်ဦးသွားတယ်အဲ့ဒီလူကတစ်တာကိုဖွင့်လိုက်တော့အထက်မှာငကားပုံစံကြောက်စိမ့်တုံးကြီးထွက်လာတယ်ဆိုင်ရှင်အဖိုးကြီးကလည်းပါဇက်အရသာခံပြီးဓာရှိဟောင်းပစ္စည်းအစစ်ကြီးတောင်းကနန်းလောက်နဲ့ပဲယူလိုက်ဆိုပြီးရောင်းချလိုက်ရောကောင်လေးကသူ့မော်ခလုံးနဲ့စစ်ကြည့်လိုက်တော့အဲ့ဒါကဆေးဆိုးထားတဲ့ကြောက်ခဲအစုပ်ကြီးကိုင်ရင်တောင်အရေးပြားယောဂရနိုင်တယ်တဲ့ဒါပေမဲ့အဲ့ဒီလူဝါကြီးကတော့အလဲခံရမှန်းမသိပျော်ရွှင်စွာနဲ့ဝယ်သွားတယ်ဗျာကောင်လေးလည်းသူ့ရဲ့ငွေတန်း100တန်ပစ္စည်းလေးပါသွားပြီဆိုပြီးစစ်ပြတ်သွားတယ်ဒါပေမဲ့ချက်ချင်းတတိထားမိလိုက်တာကသူ့အညွန့်လေးပြခဲ့တာတစ်တာရောကြောက်စိမ့်ရောမဟုတ်ဘူးအဲ့ဒီအောက်မှာခံထားတဲ့စာအုပ်ကိုပြခဲ့တာဗျတိုက်ဆိုင်ပဲလူဝါကြီးကအောက်မှာခံထားတဲ့စာအုပ်အစုပ်ကိုမြင်ပြီးဒီလိုကြောက်စိမ့်စစ်ကြီးကိုဒီလိုစာအုပ်အစုပ်နဲ့ခံထားရသလားအမိုက်ပုံးနဲ့သာတွားပစ်လိုက်တော့ဆိုပြီးဆိုင်ရှင်ကိုပြန်ပေးခဲ့တယ်အဲ့ဒီတော့မှကောင်လေးလည်းအခွင့်အရေးရပြီဆိုပြီးအဖိုးကြီးအဲ့ဒီစာအုပ်လေးကျွန်တော်ကိုပေးကြည့်ပါလားဆိုပြီးတောင်းကြည့်လိုက်တော့တယ်တကယ်ပဲအဲ့ဒီစာအုပ်ကဘာတွေများထူးခြားနေလို့ငွေတန်း100တောင်တန်နေရတာလဲဆိုင်ရှင်အဖိုးကြီးကစာအုပ်ကိုကောင်လေးစီပေးရင်ဒီမှာဖြည်းဖြည်းကင်တော့ဓာရှိဟောင်းပစ္စည်းအစ်စ်လို့ပြောလိုက်တယ်ကောင်လေးကလည်းစာအုပ်အနောက်ဘက်ကိုလှမ်းပြပြီးအဖိုးကြီးယူနေလားဒီမှာလုံခဲ့တဲ့နှစ်ကမှထုတ်ထားတာလို့ရေးထားတယ်လေလို့ပြန်ပတ်တာပေါ့အဖိုးကြီးကဒါဆိုမင်းကဘာလို့လိုချင်နေရတာလဲလို့မေးတော့ကောင်လေးကလည်းကျွန်တော်ကကွန်ပျူတာတက္ကသိုလ်ကလေဒီစာအုပ်ကကျွန်တော်ဘာသာရပ်နဲ့ကိုက်ညီလို့ဆိုပြီးအလွယ်တကူလိမ့်လိုက်တဲ့ကောင်လေးကဈေးမေးလိုက်တော့အဖိုးကြီးကချက်ချင်းတန်တရားဝင်သွားတယ်စာအုပ်ကိုအမြန်ပြန်လူပြီးဟိုလန်ဒီလန်နဲ့တေချာပြန်စစ်ကြည့်တော့တာပဲကောင်လေးခမများလဲငါဟာကြီးတော့သွားပါပြီသူများတိသွားတော့မလားဆိုပြီးရင်တထိတ်ထိတ်နဲ့ကြည့်နေရတယ်ကံကောင်းကျင်တော့အဖိုးကြီးကဘာမှထူးထူးခြားခြားမတွေ့တော့စာအုပ်ကိုပြန်ပစ်ပေးပြီး300ပေးပြီးယူသွားတော့လို့ပြောလိုက်တယ်ကောင်လေးလည်းအပျော်ကြီးပျော်ပြီးချက်ချင်းငွေလွှဲပေးလိုက်တယ်အဲ့ဒီအချိန်မှာမျက်မှန်နဲ့ဦးလေးကြီးတယောက်ကရောက်လာပြီးဟင်းဒီကောင်လေးဝယ်လိုက်တာအရှားပါဆုံးစာအုပ်ကြီးမဟုတ်လားဆိုပြီးអော်လိုက်လို့လူတွေဝိုင်းအောင်လာတယ်ဘေးကတယောက်ကဘာရှားပါတာလဲစာအုပ်ဆိုင်မှာ10ကနန်းလောက်ပေးရင်ဝယ်လို့ရတယ်လို့ဝင်ပြောတယ်မျက်မှန်ကြီးကကောင်လေးကိုလက်ညှိုးထိုးပြီးဟိုမှာကြည့်လိုက်သူအရန်တွေသဘောကျပြီးရေးနေတာဒီစာအုပ်ကတေချာပေါက်တစ်ခုခုထူးခြားနေလို့ပဲဆိုပြီးပြောလိုက်တယ်ကောင်လေးလည်းသူ့ပြုံးတွေကိုအမြန်ဖုံးကွယ်ပြီးအိမ်မြန်ပြန်မှပဲလို့တွေးလိုက်တယ်သူသိတယ်လေဒီစာအုပ်ကတာမန်ဆိုတာအကုန်သိနေတော့တန်မိုးရှိတဲ့အရာကစာအုပ်ထဲမှာပဲရှိရမယ်ဆိုတာကိုပေါ့ဒါနဲ့စာအုပ်ကိုလှမ်းကြည့်လိုက်တော့စာမျက်နှာတွေကအကုန်တန့်ရှင်းနေတယ်ဒါပေမဲ့တနေရာရောက်မှာတော့ကနန်းတွေအခရာတွေအများကြီးရေးထားတဲ့စာမျက်နှာတစ်ခုကိုသွားတွေ့တယ်ဒါများတမိုးကြီးတဲ့လှုပ်ဝက်စာသားတွေလားလို့သူတွေးလိုက်တယ်အဲ့ဒီလိုသူစာမျက်နှာကိုကြည့်နေတော့ခုနကမျက်မှန်ကြီးကအနားရောက်လာပြီးဒီစာအုပ်ကိုဦးလေးကိုပြန်ရောက်မှလားလို့လာမေးတယ်ကောင်လေးကခမည်းကလည်းအစကတည်းကမဝယ်ပဲကျွန်တော်ဒီကနန်းတွေရှိတဲ့စာမျက်နှာကိုရောက်မှလာဝယ်ချင်ရတာလားဘယ်လောက်ပေးမလဲလို့ပြန်မေးလိုက်တယ်
မျက်မှန်ကြီးကငွေတန်းပေးမယ်လို့ပြောလိုက်တော့ဘေးကလူတွေအကုန်လန့်ဖြန့်သွားကြတယ်စာအုပ်အစုပ်တအုပ်ကိုငွေတန်းပေးတယ်ဒီလူယူနေတာလားပေါ့မျက်မှန်ကြီးကအခုချက်ချင်းငွေပေးချေမယ်ဆိုပြီးလောနေတယ်ဒါပေမဲ့ကောင်လေးကတော့ချက်ချင်းသဘောပေါက်သွားတယ်ခမရလိုချင်တာစာအုပ်မဟုတ်ဘူးဒီကနန်းတွေမလားအခုဒီကနန်းတွေကိုလူတိုင်းမြင်နေရပြီဒါကိုတော့ခမရကငွေတန်းပေးဝယ်တယ်ဆိုတော့ဒီကနန်းတွေရဲ့တန်ဖိုးကတတန်းမကလို့ပဲဖြစ်ရမယ်လို့ပြန်ပြောချလိုက်တယ်အဲ့ဒီတော့မှမျက်မှန်ကြီးလည်းချွေးတွေပြန်လာတယ်သူအရန်လောသွားလို့ငွေတန်းဆိုပြီးဈေးကြီးကြီးပေးလိုက်မိတာကကောင်လေးကိုရိပ်မိသွားစေမှန်းသူသဘောပေါက်သွားတော့တာပါပဲဗျာမျက်မှန်ကြီးကအခြေအနေမဟန်တော့မှန်းသိတော့လေတံပြောင်းသွားတယ်မင်းကလည်းကွာငါကဒီစာအုပ်ကိုသဘောကျလို့ပါအဲ့ဒီကနန်းတွေနဲ့မဆိုင်ပါဘူးဆိုပြီးစင်ကြေပေးတယ်ပြီးတော့ဒါဆိုလဲအနောက်ဘက်စာမျက်နှာတွေကိုဆက်လန်ကြည့်ပါလားထူကြတာပါမပါဆိုပြီးညံ့ညံ့နဲ့ထပ်သုံးပြန်တယ်ကောင်လေးကလည်းအလဲလေးလေးခမရတွက်ကိန်းချနေတာကိုမီတာ800အကွာကနေတော့လန့်ကြနေရတယ်ဗျအခုဒီကနန်းတွေကိုလူတွေအကုန်မြင်သွားပြီဆိုတော့တန်ဖိုးမရှိတော့ဘူးဒါဆိုတန်ဖိုးအရှိဆုံးအရာကအနောက်စာမျက်နှာတွေမှာပဲရှိရမယ်ဆိုပြီးစာအုပ်ကိုနောက်ထပ်စာမျက်နှာ20လောက်အမြန်ကျော်လန်းကြည့်လိုက်တယ်တကယ်ပဲအဲ့ဒီမှာနောက်ထပ်ကနန်းရှိကြီးတစ်ကြောင်းကိုခဲတံနဲ့ရေးထားတာတွားတွေ့တယ်မျက်မှန်ကြီးကအဲ့ဒါကိုအတန်ထွက်ဖက်ပြဖို့နဲ့သူဘာသာပြန်ပေးမယ်လို့ပြောပေမဲ့ကောင်လေးကကျွန်တော်ကိုမတုံးမှန်နေလားအမြဲတမ်းကျွန်တော်ကပဲသူများစီကအချောင်းလိုက်တာကျွန်တော်စီကနေဘယ်သူမှလာအချောင်းလိုက်လို့မရဘူးဆိုပြီးစာအုပ်ကိုပိုက်ကခက်မိုက်မိုက်ပဲထွက်လာခဲ့တယ်ကောင်လေးထွက်သွားတာနဲ့မျက်မှန်ကြီးကချက်ချင်းဖုန်းထုတ်ပြီးသူ့လူစီလန့်ခေါ်တယ်ဖုန်းကင်လိုက်တဲ့သူကစိန်ခံအင်ကြီးထဲမှာနေတဲ့ထိတ်တန်းရနည်းပညာကုမ္ပဏီကြီးတစ်ခုရဲ့တထေးတစ်ယောက်ပြမျက်မှန်ကြီးကခုနကသူမှတ်မိလိုက်တဲ့ကနန်းတွေကိုပို့ပေးလိုက်ပြီးဒီမှာငွေတန်းတန်တဲ့စာတန်းတစ်ခုရထားတယ်အဲ့ဒါဘာလဲဆိုတာမြန်မြန်စစ်ပေးစမ်းမှဆိုပြီးပြောလိုက်တယ်တထေးကပထမတော့စိတ်မရှိပေမဲ့ကနန်းတွေကိုတေချာကြည့်လိုက်တော့မှမျက်လုံးပြူးသွားတယ်ဒါ Bitcoin အကောင့်ရဲ့လျှို့ဝှက်နံပါတ်တွေပဲဆိုပြီးကွန်ပျူတာမှာအမြန်ရိုက်ထည့်ကြည့်လိုက်တယ်ရလက်လဲထွက်လာရောတထေးတစ်ယောက်ပါဇက်အဟောင်းသားဖြစ်သွားတယ်ဟေ့ကောင်အဲ့ဒီအထဲမှာ Bitcoin ပေါင်း280ကျော်တောင်ရှိတယ်ကွတဲ့မျက်မှန်ကြီးကနားမလဲတော့ဟာ280တဲလားနေလိုက်ကြည်လားလို့ပြန်မေးတယ်တထေးကဒေါသတကြီးနဲ့မင်းအင်တာနက်မှာအခုပေါက်ဈေးသွားရှာကြည့်စမ်းတစ်ကွိုင်ကို6000လေးကွာလို့អော်တယ်မျက်မှန်ကြီးကတွက်ကြည့်ပြီးရွမ်ငွေ16တန်းကျော်ပေါ်လို့ပြောတော့တထေးကအမေရိကန်ဒေါ်လာ6000กว่าရွမ်ငွေမဟုတ်ဘူးအကုန်လုံးပေါင်းရင်ရွမ်ငွေတန်း100ကျော်တန်းနဲ့ကွက်လို့ထပ်អော်ပါလေရောအဲ့ဒီတော့မှမျက်မှန်ကြီးလည်းလန့်ဖြတ်သွားတယ်တထေးကအခုချက်ချင်းလူတွေကုန်စုပြီးလေစိတ်ကိုလာခဲ့အဲ့ဒီစာအုပ်ကိုသူများမဥခင်ငါတို့ဘာဈေးပေးရအပိုင်ရအောင်တွားလို့ရမယ်ဆိုပြီးအမိတ်ပေးလိုက်ပါတော့တယ်